မောင်လည်းစစ်သားတယောက်စစ်ထွက်တယ်အစမ်းမောင်ကြီးဂျပန် Hello boy ကျွန်တော်က Hello boy ကျွန်တော်ကလီယိုမှာကျွန်တော်ဒီနေ့ view ကဘိုးကျောင်းအောင်ဆန်းကြီးမှာဖြစ်ပါတယ်ကျောင်းနိုင်ငံရေးလောက်တာတွားချင်လို့ထားလုပ်နေတာမဟုတ်ဘူးဗမာပြည်လွတ်လပ်ရအောင်လို့ဗမာတွေကောင်းစားစေချင်လို့လုပ်တာကျောက်ကနိုင်ငံရေးမလုပ်တော့သမင်းငတ်သွားမယ်ကောင်မဟုတ်ဘူးအခုကျောက်ဝင်ကြီးဖြစ်တယ်ပဲကျောက်မှာဘာမှထူးကြမလားဘူးဟေးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါ Hello boy ကျွန်တော်ရဲ့မို့ကျွန်တော်တငယ်ချင်းတစ်ယောက်ပေါ့နော်ကျွန်တော်တငယ်ချင်း NCK ပေါ့သူနဲ့တူကျွန်တော်ကြည့်ပြလိုက်ဖြစ်ပါတယ်ကျွန်တော်အခုကမျက်နှာအောင်မဖော်ပြတော့ဘူးအဲဒါဆိုကျွန်တော်လူရင်းနှစ်ယောက်ရှိစေဖို့မြင်ရမှာမဟုတ်တော့ဘူးဟုတ်တယ်မလားအဲဒါကျွန်တော် လေဒီနေ့ဗီဒီယိုမှာတော့ဒါကျွန်တော်တို့ဒီဘူကျော်အောင်ဆန်းရုပ်ရှင်ပေါ့နော်ကျွန်တော်အစားဝင်ပြောဦးကြည့်ရတဲ့လူတွေဒါအပြည့်အဝဒီစကားရဲ့မှုကိုခံစားလို့ရအောင်လို့ပေါ့နော်ဒါပေမဲ့တချို့နေရာလေးတွေမှာတော့ကျွန်တော်စကားလေးတွေဝင်ပြောမယ် ကျွန်တော်တငယ်ချင်း အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှစီစဉ်တင်ဆက်ပါသေးတယ်ပေါ့နော်ဒါဒီစကားကိုရိုက်ထားတာဘူကျော်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကစီစဉ်တင်ဆက် ခဏလေးကျွန်တော်ဘိုက်စာငါပြောဒီလေးစားနေတယ် ရိုက်ကုန်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့စာတဲ့အနေနဲ့အောင်ဆန်းဆိုပြီးတော့စာနဲ့ထုတ်ပေးထားပါတယ်ပေါ့နော်ဒီနေရာကအင်းနေလားမြစ်ချောင်းလားမသိဘူးကျွန်တော်သိချင်တော့အင်းလို့တော့ထင်တယ်ပေါ့နော်ဒါဘူကျုပ်စစ်ထွက်ခံနေတွေ့ရတာမိမနဲ့ကလေးတွေနဲ့ဒါတွေ့ဆုံတဲ့အခန်းပေါ့နော် ကျွန်တော်ဘိုက်စာလို့ချောကလက်လေးစားရပြီခါမယ်ထိုးနေ ဒါတော့ဘူကျုံနဲ့ဘူကျုံရဲ့ဇနီးပေါ့နော် ခုလည်းဒီမပြောသေး တုံညိုရင်းနေထားရဘိုးလေးကစီစဉ်တာဆိုတော့မောင်လည်းမသိဘူးကြည့် ဘူးကောင်းပြီ။ပေါင်းဆက်ဆက်ရပြေးဆိုင်ပါ။ချင်းကန်ကလေးတွေတော့စိတ်ချပါ မောင်တော့ဘာမှမဟုတ်ဘူးကြည်လာကိုရင်းကျမကြီးပြူစား ။ချင်းရတူလာဖြစ်ရမှာပါလား။အခုပါလား မောင်လည်းစစ်သားတယောက်စစ်ထွက်တယ်အစမ်းမောင်ကြီး โอเคဒါကျွန်တော် မိုင်းနော် ကျွန်တော်တငယ်ချင်းကဒါကျွန်တော်ရဲ့ချစ်ဆုံးတငယ်ချင်းပေါ့ညာမေကျူရကြည့်ရကျွန်တော်ကမျက်နှာမကြတော့ဘာလို့လဲဆိုတော့ကျွန်တော်ပြနှစ်ယောက်ကြည့်ဖို့ရင်တိတ်မမြင်ရတော့လေအားလုံးပတ်ဖုန်းလေးဖုံးသွားသေးတယ် ဘူကျုံပြောတာဒီစစ်သားတယောက်စစ်ထွက်တာတော့မဆန်းပါဘူးကြည်ပေါ့နော်ဆိုတော့မိုက်တကယ်လို့ဂျပန်လူပဲဒီကောင်ကြီးကဂရိမတင်ရော ထက်တက်ရမှာ ဒါဆိုကျွန်တော်တော်လိုက်တိုက်ပွဲကြီးဘယ်ချိန်ပြီးမလဲဆိုတော့ခံမှန်းလို့မရတော့ဘူးပေါ့ ဘာလို့ခံမှန်းလို့မရမှာလွတ်လပ်ရပြီးပြီဒါပဲလေနော်ရှယ်ပဲအားကြောင့်မလို့ဘူကျုံဖြစ်နော် ခဏကျွန်တော်ဘူရောင်စံစကားကိုတစ်ခါတူပွင့်အခုတော့သူလည်းဖြတ်ခံလိုက်ရတယ်ပေါ့ဘူရောင်စံစကား3နာရီကျော်4နာရီလောက်ပါတယ်4ပိုင်းပါတ
ပိုင်းကို3နာရီပေါ့ဗျာနောက်ဆုံးပန်းမှာ9နာရီပဲတရက်ကိုအားလက်ရှင်ဆိုရင်တော့2ပိုင်း3ပိုင်း2ပိုင်းလောက်ကြည့်ရအောင်အဲ့မှာဆိုရင်သူတေးဝါးရဲ့ဆိုတွေးခတ်ပြီးတော့ဘာဖြစ်တယ်လဲဆိုတာကြောက်ကြည့်ရအခုကအဲ့ဒါဓနီးလောက်ခံရဘာလို့လဲဆိုဘုရားဆန်းတေးဝါးရဲ့တချို့မင်းကလေးကြည့်ကြရဗျာကြည့်ရတဲ့တော့သူရရတယ်ဝမ်းလည်းတော့မေဖက်ဗီဒီယိုလေးရပြောရင်ပြက်တယ်လို့ရှင်းနေဆိုတာအဲ့ဒါပိုချုပ်ပဲ不用啥啊？ဒါပေါ့လူဆိုတာ တမတော်သားဘောကျွန်တော်လူလာတာမှန်ပြီပဲလောက်ဖို့ကံပတ်တွေရဲ့ကျောင်းနိုင်ငံရဲ့လောက်ကသွားတယ်လို့ထားလုပ်နေတာမဟုတ်ဘူးမမပြည်လွတ်လပ်ရအောင်လို့မမရဲ့ကောင်းသားတွေလို့လုပ်တာကျောက်ကနိုင်ငံရဲ့မလို့ထမင်းနဲ့သွားမယ်ကောမဟုတ်ဘူးအခုကျောက်ဝင်ကြီးဖြစ်နေမှာကျောက်မှာဘာမှထူးကြမလား Hello, boy. 那ပြောကြရှိလေဒီဘူရောအောင်ဆန်းစကားကြည့်ပြီးနေရနောက်စကားကိုဘိုးတင်တော့နည်းနည်းတော့တင်ပေးမယ်ပေါ့နောက်4-5ခုလောက်ပေါ့ကွာရှိလောက်တင်ပေးမယ်လေအဲ့လောက်တင်ပြပါဆိုရင်ဒီဘူရောအောင်ဆန်းစကားရရှိဘိုးရဲ့ကြည့်ရစကားရအကုန်သွားလောက်ပြီအားတော့ရှိအောင်ရှိလောက်တော့အဲ့လိုထားရ ဂျပန်ကစ်စစ်ဝင်ကြီးတော့ကလည်းကျွန်တော်မှဝန်ထမ်း300ရတယ်လို့ပုံမရှိဘူးလက်ကဘယ်လောက်ရမှန်းလဲမသိဘူးကျောက်စိတ်ထဲမှာတော့လူကြီးကကျောက်ကိုပေးတဲ့လူတို့ခေါင်းဆောင်ဆိုတဲ့ကုန်းကိုဝင်ကြီးဆိုတာလည်းပုံမှန်တယ်နော် ကျွန်တော်တကယ်ချင်းသူဒီစကားကိုကြည့်ဘူးတာပဲကျွန်တော်ခုမှပဲသူဒီစကားကြည့်အောင်မြင်ဘူးတော့ ခဏလေးဗျအဲ့ဒီအခန်းပေါ့နော်ဒီအခန်းနေစတာကျွန်တော်အဲ့ဒီ နားထောင်ကြည့် လာမယ့်ခန်းနေစပြီးတော့နောက်ပိုင်းတော့လုံးဝမကြည့်ချင်တော့ဘာလို့လဲဆိုတော့တည့်ရတဲ့အတိုင်းပဲနော်ဒီခွေးတစူးကြောင့်ပေါ့နော်ဒီဘိုးချုပ်ဖြစ်သွားတယ်ပေါ့အဲ့ဒါပဲကျွန်တော်ဆက်ကြည့်လိုက်တော့ ဒီအတိုင်းရေးစရာကြီးရဘိုးကျော်အောင်ဆန်းဒီဝါရအကြောင်းမကြည့်ချင်တော့ဘူးပဲငါတော့တင်အောင်ပါဘိုး ဒါဝင်ကြီးများယုံပါနော် ဘိုးကျော်အောင်ဆန်းโอเคလာကြည့်မယ် လာဒီမှာ နော်ဒီမှာ စပြီ ပုံမှန်ဆိုဘိုးတူးနေတဲ့လုပ်နေကြဒီစီကိုတွတ်တော်နဲ့တိုက်နေလို့ဒီလိုရုံးပိတ်ရစနေမှာတော့ရတာကျွန်တော်တောင်းပါခင်ဗျားတို့ဝင်ကြီးတွေဖွင့်မှလည်းဆွေးနွေးစရာရှိတယ်ကျွန်တော်မှလည်းရှိတယ်ကျွန်တော်တို့မှတပတ်စာအလုပ်ကျွေးတင်နေလို့အခုလိုနိုင်ငံတော်ရေးကြီးနေချိန်မှာတရက်ဆိုတဲ့တရက်ကျွန်တော်တို့အချိန်ဆောင်နေလို့ဖြစ် လာပြီ
ဘိုးကြီးမြင်တဲ့အတိုင်းပဲတိုးဝေကဒီလိုသာတိုက်ခတ်ရဗျာ။ဒီနေ့တော့ဆိုးသွားတယ်ဒီကောင်လေး ခွေးလာတိုက်ဖို့ ပြီးဆုံးသွားပြီပဲကြီးရှင်တွေတော့နောက်ဖီမှာကြည့်တော့ဒါပဲ line subscribe လုပ်မလုပ်ဘူးဆိုရင်ကြီးချင်တဲ့ချိန်ရရင်မတင်ဘူး